လာလေ ဒါပြီဒီဘာတွေလိမ့်နေ baby ကအခု baby sweet ရထုတ်တဲ့အစီကြခရင်နေလိမ့်နေတာကိုတာပါလဲ ဒီက hair box စီရန်လေးဒါလေးလိမ့်ပေးပါဦး baby sweet ရဲ့ hair boss serum hair box serum ကို hair boss serum လိမ့်ခင်မှာခဏနေရောကိုပါ baby အစီကြခရင်လေးလိမ့်ပေးခြင်းလို့ကိုဘယ်နေရာလိမ့်မလဲဆိုကိုဝက်နှုံလေးနဲ့တူနေပြီဒီကားလေး baby လိမ့်မယ် ဒီလုံးလာလိမ့်မယ် ကိုလုံးလာလိမ့်လိုက်တကယ်နော်ဒီကိုလုံးလိမ့်မယ်ကိုအဲ့ဆိုလို့ရှင် baby ဟွာလေးဝေးနေရပဲဒီနေရာလေးလိမ့်ခြင်းတော့အဲ့ဆိုကိုကအဲ့ဒီနေရာလေးမရှိတော့အစီလေးမရှိတော့ကိုဘာစားပိန်နေ စားကြင်စားလို့ရ စားခြင်းno no မစားခိုင်းအောင်ရပါဘိုက်ကလေးကတော့ပြီးရင်လိမ့်ပြီးမယ်နော်ပြီးမှလိမ့်ပြီးမယ်ကိုမှုေးလားကိုမှုေးရနော် မွေးရ နော်ကိုနော် နဲ့တော်မွေး အဲ့နဲ့တန်လွယ်စီလေးပါတော့အရန်လိမ့်လို့ကောင်းတယ်စီကြခရင်လေး။ तू ကလေဘာကောင်းလဲဆိုလို့ရှိရင်အကျော်ပြက်ရာတွေကောင်းတယ်ပြီးလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့နော်ဒူးနာခါနာတွေလည်းအကုန်လုံးနာကျင်ကြိုက်ခဲတာတွေလည်းကောင်းတယ်အစစ်မြစ်ရောင်တာတွေလည်းတက်တာစီတယ်ဒီစီကြ baby cream လေးကဒါလေးကိုသုံးနော်တခုညောင်းညကြိုက်ခဲစကြောတက်လို့ရှိရင်လည်းလိမ့်လို့ရတယ် baby ကိုဒီ hair box စီရန်လေးလိမ့်ပေးပါဦး ကိုခဏလေးအော်ကိုယူလာတဲ့ဟာလေးအော် baby sweet ရထုတ်တဲ့စပင်ပေါက်အမွှေးပေါက်စီပဲဒါလေးကလေကိုဒီ hair boss serum ကဘယ်နေရာချက်ချအမွှေးပေါက်ချင်တဲ့နေရာအကုန်လုံးထက်အကုန်အမွှေးတွေလေးပေါက်လာကြမယ်အမွှေးတွေအုပ်ထူလာစီလား နင်းနေနေ ဒီနားလေးကိုကကြတော့ဒါပေမဲ့အသက်ကြီးပေမဲ့အဲ့လိုမျိုးပျက်စီးတာမရှိသေးဘူးအသက်ကြီးပေမဲ့ပျက်စီးသေးဘူးဆိုတော့ဒါပေမဲ့ကိုနည်းနည်းပေါ့ကိုတို့အရွယ်တွေဆိုထိတ်ပြောင်တာတွေပါကျဲတဲ့နေရာရှိရနောက်ထိတ်ပြောင်တာရှိရထိတ်ပြောင်ထိတ်ခွက်တွေလေအဲ့လိုမျိုးသူတွေအတွက်ဆိုလို့ရှင်ဒီ hair boss serum ဒီ baby sweet ရထုတ်တဲ့ဟာအရန်ကောင်းတယ်ပေါ့နော်ကိုအကယ်ပြီးပေါ့နော်ဒီမှာပတိုင်းမွေးလေးပေါက်ချင်တယ်ဆိုလဲဒါလေးတော့ဒီနေရာလေးပတိုင်းမွေးလေးအားလဲ Hollywood လို့ပါလိမ့်ပေးပါ Bollywood လို့ကိုအဲ့ဒါဆိုစပင်လေးကို baby သုံးပေးမယ်နော်ကိုကတော့နော်အော်ဒီနေရာလေးဟုတ်တယ်ကိုနည်းနည်းလေးထိတ်ကွက်နေပြီကိုဟုတ်တယ်အဲ့မှာအဲ့လိုဖိပြီးနော်ကိုနော်ဟုတ်တယ်ကိုအဲ့ဒါများသုံးတကယ်ကိုပြန်ပြီးတော့လေအဲ့လိုမျိုးလေ feedback တွေကောင်းတယ် စပင်ပြန်များလာမယ် စပင်များလာဟုတ်တယ်ကို အဲ့နေရာခွဲချောင်းဆိုတော့ ခွဲချောင်းကျယ်နေပြီ နည်းနည်းလေးကျယ် နော်ကိုနော်ခွဲချောင်းလေရင်ကွင်းဆင်းလို့ရတယ် အဲ့လောက်တော့မဟုတ်သေးပါဘူးလေအဲ့ပေါ့လေဒါပေမဲ့ helicopter ဆင်းလို့ရမယ့်နေရာလောက်တော့ဖြစ်နေပြီထိတ်နောက်ဆိုလို့ရှိရင်လေရင်ကွင်းဖြစ်တော့မယ်အဲ့ကြောင့်အခုတည်းကချူတင်ကာကွယ်ရမယ်အဲ့ကြောင့် baby sweet ဒီ serum လေးကိုအမြဲတမ်းသုံးကိုသိလားနှခမ်းမွေးလေးရောလုပ်ချင်သေးကိုမျက်ခုံးမွေးမျက်ခုံးမွေးရကြတော့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်နဲနေကိုနော်ပြောင်းမှုခင်းနေလို့လေဟိုနေပူလို့ခြောက်သွားတယ်ပြောင်းမှုခင်းနေလို့ကျွတ်တုတ်ချက်တဲ့နေဖြစ်အဲ့ဒါကိုမျက်ခုံးမွေးလေးကိုဒါလေးလောက်တာမျက်ခုံးထုလေးပေါက်အားတမုတ်စိတ်မွေးနှခမ်းမွေးလေးပါအရှိတန်းစရာထွက်လာစရာကိုလိန်ဒီပါဒါလေးကကိုယူလာပေးရဲ့ baby sweet hair boss serum ရန်ကောင်းတယ်ဒါကြောင့်ကျန်းမာလှပအစီကြစေဖို့ baby sweet product လေးတွေကိုသုံးစွဲဖို့လုံးဝမမေ့နဲ့နော်